န်ကောက်မှာနေပြီး office life ကိုဖြတ်သန်းနေတဲ့မိန်းကလေးတယောက်ရဲ့တဲ့ဒီနေ့ကတော့ office life ကိုဖြတ်သန်းမှာမဟုတ်ပဲဒီတစ်ပတ်ပိတ်ရက်မှာစိုက်ကြောအလုပ်လေးတွေလုပ်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ကပုံမှန်တက်ပို့ပြီးတော့စောကြီးပို့ထားရပါတယ် stack ကအားနေရတာကိုမကြိုက်ပါဘူးပိတ်ရက်ဒီမှာဆိုရင် other income ဖြစ်တဲ့စိုက်ကြောလေးတွေကိုရရင်ရတယ်လို့လေးအလုပ်လုပ်ဖြစ်ပါတယ်ဒီနေ့ကတော့ get ready with me to my side ကြောတခါမှမတင်ပြပေးဘူးလို့တင်ပြလိုက်ပါတယ် stack ကဘာစိုက်ကြောလေးလောက်တာလဲမပြောပြခင် stack ရဲ့လိမ့်နေကြ makeup လေးကိုအသေးစိတ်လေးလိမ့်ပြပေးထားပါတယ် stack ရဲ့ skin ကဝက်ချန်သမားဖြစ်တဲ့အတွက်ကြောင့်မလို့ skin care ကိုသေချာလိမ့်ပေးရပါတယ်ဒီနေ့ကတနေ့ကိုပြင်မှာပဲနေရမှာဆိုတော့ sunscreen ကိုလည်းသေချာလိမ့်ထားပါတယ် foundation သုံးတာတဲ့ concealer ကိုသုံးရတာကိုပို့သဘောကျတယ်ဒီ concealer လေးကအရန်သုံးလို့ကောင်းပါတယ် blusher ကို cream သုံးတယ် contouring ချတယ်တနေ့ကုန်ခံအောင်လို့ပေါင်နာလေးသုံးလိုက်တယ်မျက်ခုံးမွေးဆွဲပြီးရင် mascara ကိုအချိန်ပေးပြီးတည်တည်ချာချာလေးကော့ lip liner မဖြစ်မနေသုံးတယ်ပြီးရင်တော့ step ရဲ့ favorite ဖြစ်တဲ့နှာခမ်းကြီးလေးကိုတက်ဆိုလိုက်တယ်မျက်နှာပေါ်ကအပြောက်ကဘာနဲ့ခမ်းမိထားမှမသိဘူး but it's okay ဒါဆိုရင်တော့ပြီးတော့ပါပြီ step ရဲ့ makeup look လေးကအရန်ရွှေရှင်ပါတယ်ပါရီကနေပြောမှလက်ဆောင်ပို့ပေးကြတဲ့ active wear လေးကိုလည်းအပေါင်းစင်းလို့ဖြစ်တယ်ဒီလိုတွေဝတ်ပြီးဒီလိုတွေပြင်နေဆိုတော့ဂျင်သွားမယ်လို့ထင်နေလိမ့်မယ် but မဟုတ်ပါဘူး step ဒီနေ့ photo shooting လေးရှိပါတယ်ဒါကြောင့်မလို့အချိန်ပေးပြီးတော့ပြင်ဆင်လိုက်ရပါတယ်ကဲဆိုတော့ step ရဲ့ site shot လေးကိုတောက်ဖို့ ready ဖြစ်နေပါပြီဒီနေ့ကတော့ Embody active wear ရဲ့ photo model အနေနဲ့အလုပ်သွားလုပ်မှာပါ photo shoot လုပ်မဲ့ cafe ဆိုင်ကိုဆိုင်ငှားပြီးသွားလိုက်ပါတယ်ဒီနေ့ photo shoot brand ကမိန်းကလေးနဲ့အားကြတဲ့ McClothing ရဲ့ brand ပါstep တို့အလုပ်3နာရီလောက် photo shoot လုပ်လိုက်ရပါတယ် experience ကိုပြောရမယ်ဆိုရင် it's so fun guest community ဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ပြုတ်ဖို့ကောင်းတယ် knowledge တွေလည်းအများကြီးရလာတယ် photo shoot လေးလုပ်ပြီး bike ကလည်းအရင်စားလာကြတာနဲ့ Thai food လေးကိုအတူ enjoy လုပ်ဖြစ်လိုက်တယ်အပြန်ကြတော့တခါတည်းပြီးသွားအောင်လို့ဂျင်ဝင်ပြီးတော့ဂျင်ဆော့ဖြစ်ပါတယ်ဒီနေ့ရဲ့ workout plan ကတော့ leg day ပါချိန်လည်းရတယ်နဲ့ပို့ပြီးတော့ focus ထားပြီးတော့ကောင်းကောင်းဆော့နိုင်တယ် stretching တေးချာချာလုပ်ပြီးတော့အိမ်ပြန်လမ်းမှာ stay အရင်စားခြင်းတဲ့ bakery shop ကနေပြီးတော့မှပမုံလေးဝင်ဝယ်ဖြစ်တယ်ဆိုတော့ဒီနေ့တရက်တာကိုလည်း productive ဖြစ်နေဖြစ်တန်းလိုက်ရပါတယ်ကိုလုပ်ချင်တဲ့အလုပ်လေးတွေလည်းလုပ်ဖြစ်တယ် new environment မှာ good communities ကလူတွေနဲ့ enjoy လုပ်ဖြစ်တယ် self care ကိုလည်းချိန်ပေးဖြစ်တယ် balancing ဖြစ်တဲ့ဒီနေ့ကို enjoy လုပ်ခဲ့ပြီမလို့ဒီ vlog လေးကိုဆုံးသက်လိုက်ပါမယ်